စောပဲတုံးတဲ့ခါမှာပေါ့ပေါ့ပပတွတ်လက်မရှိဘူးဆိုတဲ့သူလေးတွေပေါ့နော်ကိုယ်ခရုံးတုံးတဲ့ခါမှာဆိုလို့ရှိရင်ပေါ့ပေါ့ပပနဲ့တွတ်လက်ရှိအောင်တုံးတဲ့နီးလေးကိုအခုတစ်ခါယွန်းလေးကလိုက်အောင်မြောက်ပေးပါဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာအခုလိုမျိုးအရေးကြီးတဲ့ချက်လက်တွေမစိုးရှုံးရအောင်ယွန်းလေးကိုခေါ်လုံးလေးလုပ်ပေးထားမယ်ရှင်ဘယ်လိုမျိုးသွားပြီးတော့လောက်ကမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူတွားကြည့်ကြမယ်ရှင်ပထမဆုံးဒီ Chrome software လေးတွေကိုနှိပ်လိုက်မယ်ဒီမှာရောက်လာပြီဆိုရင်1430ကိုနှိပ်လိုက်မယ်ဒီမှာဆိုရင် Hey Story ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာရောက်လာပြီဆိုရင် delete ဆိုတဲ့ site နေရာလေးကိုနှိပ်လိုက်မယ်ဒီ less ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာအောက်နားက all time ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်နော်အောက်နားက delete data ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်အောက်နားက okay နဲ့ site နေရာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့အားလုံးပြတ်သွားပါပြီရှင်ဝင်ငွေရတဲ့ကောင်ဒီစာချင်းနဲ့ပတ်သက်ပြီးတော့ဒီယူလေးလာခြင်းနဲ့ TikTok ကနေပြီးတော့အမှန်တကယ်ဝင်ငွေရခြင်းနဲ့ဆိုတဲ့သူလေးတွေပေါ့နော်ယူလေးရဲ့ချက်ပေါက်မှာအသေးစိတ်လာရောက်မြင်မြန်လို့ရပါတယ်ရှင်အခြေခံကနေစပြီးတော့ဝင်ငွေရတဲ့အထိအကောက်ပြီးစောင့်နေသင်ပေးပါတယ်ရှင်